အားလုံးပဲမင်္ဂလာပါနော် KK ဂျပန်စားနေကြပါရှင်ဒီတစ်ခေါက်ကျတော့ခင်းရီအိုးပေါ့နော်စတီးရိုမှာဒီလိုမျိုးခင်းရီအိုးစုစုလေးပေါ့နော်အဲ့ဒါလေးပြပေးပါမယ်ရှင်ဒါလေးဆိုရင်စိုက်လေးနဲ့ဈေးနှုန်းလေးနဲ့ပြောပြမယ်နော်ဒါလေးဆိုလို့ရှင်သူကအကျယ်အား8လက်မခွဲအမြင့်3လက်မခွဲရှိရပေါ့နော်အိုးစိုက်လေးကလည်းမသိမကြီးအနေတော်လေးနဲ့စတီးအိုးလေးဆိုလို့ရှင်လည်းထူးထူးထဲထဲလေးနဲ့ရမယ်ပေါ့နော်သူကဒီလိုမျိုးလေးပါလက်ကင်လေးပါတယ်ဆိုလို့ရှင်လည်းမီးစားထားတဲ့အရာလုံးဝမရှိပါဘူးနော်အိုးလေးကတော်တော်လေးတန်ပါတယ်အဖုံးကလည်းထူးထူးလေးနဲ့ပေါ့နော်ဒီဟာလေးကအကျွေးထဲမှာပေါင်းခံလေးတစ်ခုပါသေးတယ်နော်ပေါင်းချင်တာလည်းပေါင်းလို့ရတယ်ဒီလိုမျိုးပေါင်းခံအထူလေးပါပါတယ်အိုးလေးကလည်းထူးထူးထဲထဲလေးနဲ့ပေါ့နော်ဟင်းရည်ချက်မယ်ဆိုလည်းရတယ်စတီးအိုးကလေးဟင်းချက်မယ်ဆိုလို့ရှင်လည်းရတယ်ပေါ့နော်စီပြန်နေပါတယ်အဲ့လိုဟင်းနေလည်းချက်လို့ရပါတယ်ဒါလေးကကျတော့အကျယ်အား8ခွဲအမြင့်3ခွဲဈေးနှုန်းလေးက9000ပါနော်ဒါလေးကလုံးဝအထူသားလေးပါဒါလေးက9000ပါရှင်ဒါလေးကကျတော့ဒုတိယအိုးလေးပေါ့နော်သူလည်းအဲ့လိုမျိုးဒီပိုင်းကအဖုံးလေးကအမဲလေးပေါ့နော်ဒီလိုမျိုးလက်ကင်အမဲလေးနဲ့သူကကျတော့လက်ကင်လေးဒီနားလေးပဲပါတယ်အပူထဲလက်ကင်လေးနဲ့စတီးအိုးကတော့ဒါလေးကလုံးဝထူးထူးထဲထဲလေးနဲ့သူကဖင်နှစ်ထက်လေးရမယ်နော်ဖင်နှစ်ထက်အထူအိုးလေးလို့ဆိုရင်ဒါလေးယူပါရှင်ဒါလေးကကျတော့အဖုံးကလည်းအရန်တော့မကြိုက်ဘူးနော်အဖုံးကဒီလိုမျိုးလုံတော့လုံနေအရန်တော့မကြိုက်ဘူးအဲ့အတွက်ညီမတို့ကဒါဈေးနှုန်းလေးလျှော့ပေးထားပါတယ်ပုံမှန်ဆိုလို့ရှိရင်ဒါ9000လောက်ရှိတဲ့ဟာကိုအခုချိန်မှာယူမယ်ဆိုလို့ရှိရင်ဒါလေးကို6000နဲ့ပဲယူပါနော်သူကအကျယ်အား8လက်မခွဲရှိရဲအမြင့်ကကျတော့4လက်မရှိပါတယ်ခုနအိုးလေးထက်သူကစောက်ကလေးပို့ပြီးတော့ရှိတယ်ဖင်နှစ်ထက်လည်းဖြစ်တယ်ထူတာလည်းတော်တော်လေးထူတယ်တက်နေတဲ့ထဲမှာလည်းပါတယ်ပေါ့နော်ဒီရထက်မယ်ဆိုရင်လည်းအနေတော် site ကလေးပါဒါလေးက6000ပါနော်သူကအဖုံးကအရန်သူနဲ့စက်မကြဘူးပေါ့နော်အဲဒါကြောင့်ဈေးလေး short ပေးထားပါတယ်ရှင်ဒါလေးကကျတော့ကြဲကြဲလေးအိုးကြဲကြဲလေးပေါ့နော်ဒါဆိုလို့ရှိရင်လက်ကင်လေးကလည်းမြင့်တယ်နော်မီးတွေပါလေသူကမပူဘူးပေါ့နော်ဒီလိုမျိုးလေးပါသူစိုက်ရကြတော့ခုနအိုးရတဲ့သူက site ကလေးနည်းနည်းပိုကြည့်ရနော်သူကအကျယ်အား9လက်မအမြင့်က4လက်မရှိပါတယ်ဒါလေးဆိုလို့ရှိရင်ဈေးနှုန်းလေးက4000ခွဲပါနော်4000ခွဲပဲရှိပါတယ်ဒါလေးကကျတော့သူကတော့ဖင်နဲ့ထပ်တော့မဟုတ်ဘူးပေါ့နော်ဒါလေးလည်းခင်းရထွက်မယ်ဆိုလို့ရှိရင်ချက်လို့ကောင်းတဲ့ site လေးပါပဲဒါလေးဆိုရင်4000ခွဲပါရှင်ဒါလေးကတော့တန့်ပါတယ်နော်အိုးလေးတော်လေးတန့်ပါတယ်ဒီအိုးလေးကကျတော့သူကမှန်ပုံးလေးပေါ့နော်မှန်ပုံးလေးဖြစ်သွားတယ်ဒါကကျတော့အကျယ်8ခွဲအမြင့်လေးရှိပါတယ်နော်သူကမှန်ပုံးလေးဒီလိုတက်တာလက်ကင်လေးနဲ့လာပါတယ်မှန်ပုံးကလည်းအကွဲမှန်စားလေးဆိုလို့ရှိရင်အိုးလဲထူတဲ့ထဲမှာပါတယ်ပေါ့နော်လုံးဝဖြစ်နှစ်ထက်အထူလေးကိုရမှာပါလက်ကင်လေးပါတွေကမီးစားထားတဲ့အရာမရှိပါဘူးနော်လက်ကင်လေးပါတွေလည်းအကုန်တောင်းနေနော်ဒါလေးကကျတော့အကျယ်8ခွဲအမြင့်ကလေးရှိပါတယ်ဈေးနှုန်းလေးက9000ပါရှင်ဒီမျိုးမှန်ပုံးလေးနဲ့လာတယ်နော်ဒါလေးက9000ပါနောက်တအိုးလဲသူကမှန်ပုံးလေးနဲ့ပဲသူကအကျယ်8လက်မအမြင့်3လက်မခွဲရှိတယ်ဒါလေးဆိုရင်လည်း4000ခွဲနဲ့ပဲလုပ်ပေးထားပါတယ်4000ခွဲပါသူလည်းဖိနှစ်ထပ်အိုးလေးပါနော်4000